ဟုတ်ကဲ့ခုနကကျွန်တော်တို့ safety အကြောင်းပြောခဲ့ပြီးပြီ safety ကြောင့်ကျွန်တော်တို့ကစစ်ဆေးရမယ့်အာဏာရည်အကြောင်းကိုပြောခဲ့တယ်အဲ့တော့အာဏာရည်မှာခုနပြောတဲ့ hazard ဆိုတဲ့ဖြစ်နိုင်တဲ့အာဏာရည်အလွယ်ကူဆုံးဥပမာပေးထားတဲ့ဟင်းအိုဖုံးလေးလက်ခုနဲ့ကင်မဲ့ဆိုတဲ့အနေအထားတွေကိုကျွန်တော်တို့ကကြော်လွှားဖို့အတွက်ထိန်းချုပ်ကာကွယ်ခြင်းတွေဆိုတာလုပ်ရပါတယ်အဲ့တော့ထိန်းချုပ်ကာကွယ်ခြင်းတွေမှာကျွန်တော်တို့ safety ပညာအရာအဓိကကတော့အချက်ကလေး5ချက်ရှိပါတယ်အဲ့တော့အချက်ကလေး5ချက်မှာကျွန်တော်တို့အပေါ်ကလောက်ရတဲ့3ချက်ကတော့တကယ်ကိုပဲကောင်းမွန်တဲ့ safe design လို့ခေါ်တယ်အဲ့တော့ safe design လေးကိုလုပ်ဖို့အတွက်တော့တချို့ကိစ္စလေးတွေမှာခက်ခဲတယ်တချို့ကိစ္စတွေမှာ budget တွေလိုတယ်ပညာတွေလိုတယ်ဆိုတာရှိပါတယ်အဲ့တော့ဗမာပြည်အနေအထားနဲ့တော့ကျွန်တော်တို့အောက်က safe worker ဆိုတာကိုတော့မဖြစ်မနေလုပ်လို့ရပါတယ် administrative control ဆိုတဲ့ sign board တွေချိတ်တဲ့ကိစ္စပညာတွေပေးတဲ့ကိစ္စအခုလဲဒါပညာပေးရေးအစီအစဉ်တစ်ခုပါပဲပြီးသွားရင်ကျွန်တော်တို့ရဲ့တန်ဖိုးရှိတဲ့ဦးခေါင်းကိုကာကွယ်ဖို့အုတ်ထုတ်ဆောင်မယ်လက်ကိုကာကွယ်ဖို့လက်အိတ်ဝတ်မယ်ခြေထောက်ကိုကာကွယ်ဖို့ safety shoe စီးမယ်ဆိုတဲ့ကိစ္စတွေအလွယ်တကူလုပ်လို့ရတဲ့ကိစ္စရှိပါတယ်အဲ့ဒီမှာပြန်ပြီးတော့ဗမာလိုလေးတိတိကျကျလေးသိစေခြင်းလို့ပြောရရင်ဖျောက်ဖျက်ခြင်းဆိုတဲ့ elimination အစားထိုးခြင်းဆိုတဲ့ substitution engineer နေဖြစ်ထိန်းချုပ်ခြင်းဆိုတဲ့ engineer control အုပ်ချုပ်ရေးပိုင်းဆိုင်ရာ control ဆိုတာတွေ ਨੇ လောက်ကင်ပါတယ်ပြီးတော့မှနောက်ပိတ်ဆုံးအခုကျွန်တော်ပြောမဲ့တကူရေးကာကွယ်ရေးသုံးပစ္စည်းတွေကိုပြောကြားလောက်ကင်ခြင်းဖြစ်တယ်အဲ့ဒီမှာနည်းနည်းလေးစီတော့တစ်ခုချင်းစီကိုကျွန်တော်ရှင်းပြခြင်းပါတယ်ပထမဦးဆုံးဖြစ်တဲ့ elimination ဆိုတဲ့ဖျောက်ဖျက်ခြင်းမှာအဲ့တော့အန္တရာယ်တွေရှိနေမယ်အဲ့ဒီအန္တရာယ်တွေမဖြစ်အောင်ဖျောက်ဖျက်လိုက်တယ်ခုနပြောသလိုပေါ့ဟင်းဟိုအဖုံးကိုအပေါ့ငံမြည်ဖို့အတွက်ဖွင့်ဖို့လိုတာဟုတ်ငကိုတဲကအပေါ့ငံမြည်စရာမလိုအောင်ဖွင့်စရာမလိုအောင်လုပ်လိုက်ရင်အဲ့ဒါတခါတည်းပဲရှိသမျှအန္တရာယ်တွေကိုဖျောက်ဖျက်လိုက်တာပေါ့အဲ့လိုပဲအမြင့်မှာတက်ပြီးတော့အလုပ်လုပ်တာတွေဖြစ်တဲ့အတွက်အမြင့်မှာတက်တဲ့အလုပ်တွေမဖြစ်အောင်အောက်ကနေစပြီးတော့လောက်ကင်တာမျိုးဆိုရင်လည်းဒါကဖျောက်ဖျက်ခြင်းပါပြီးသွားရင်အစားထိုးခြင်းအဲ့ဒီအစားထိုးခြင်းဆိုတဲ့နေရာမှာတော့ကျွန်တော်တို့ကနည်းနည်းလေးသိဖို့လိုတယ် hazard များတယ်ဆိုတဲ့အန္တရာယ်များနေတာကိုနဲတာလေးနဲ့အစားထိုးပေးတာကိုမှအစားထိုးခြင်းလို့ခေါ်တယ်ဒီမှာဥပမာလေးပြောထားတယ်ကျွန်တော်တို့ကမျက်နှာချက်တစ်ခုကိုစေးတုပ်ခြင်းလို့နောက်လှေကားလေးနဲ့စုပ်တန်လေးနဲ့တက်ပြီးတော့သုံးမဲ့အစားအောက်ကနေပြီးတော့ကျွန်တော်တို့ရိုလာနဲ့ဒုတ်တန်လေးနဲ့အောက်ကနေပြီးတော့လှိမ့်မယ်ဆိုရင်ခုနကတော့လှေကားပြုတ်ကြတဲ့အန္တရာယ်လှေကားပေါ်ပြုတ်ကြတဲ့အန္တရာယ်စေပုံပြုတ်ကြတဲ့အန္တရာယ်တွေမရှိတော့ဒါဒီအန္တရာယ်များတာကိုနဲတာနဲ့အစားထိုးလိုက်တာဖြစ်တဲ့အတွက်အဲ့ဒါဒီအစားထိုးခြင်းပါနောက်တစ်ခုကတော့ engineering control လို့ခေါ်ပါတယ် engineer တွေကစဉ်းစားပြီးတော့ဒီနေရာမှာတော့လူပြုတ်ကြနိုင်တယ်အဲ့ဒါဆိုရင်တော့ကျွန်တော်တို့အကာအကွယ် guard ray တွေလုပ်လိုက် hand ray တွေလုပ်လိုက် pipe ကုန်တွေကာလိုက်ဆိုတဲ့ကိစ္စတွေအကုန်လုံးဒီ engineering control ထဲမှာပါပါတယ်တချို့ crane တွေမှာတချို့ကားတွေမှာငကိုတွေကတတ်မှတ်ချက်ပါပြီးသားကျွန်တော်တို့ပုံမှန်လူတိုင်းသိနိုင်တဲ့ကားမောင်းနေဆိုရင်ကျွန်တော်တို့ကီလို100 130လောက်ဆိုရင်အဲ့မှာအနီရောင်နဲ့ကားကမျိုးစုံကိုပဲအတန်တွေပေးလာတော့မှာအဲ့ဒါဒီခုနပြောတဲ့ engineering control limit switch ဒီနေရာအထိပဲမောင်းရမယ်ဒီလောက်ပဲမရမယ် crane တွေဆိုလဲ9တန်မနိုင်9တန်ထဲပိုးတာနဲ့အတန်တွေမြည်လာမယ်မျိုးစုံတွေတတိပေးလာမယ်အဲ့ဒါတွေအကုန်လုံးဒီ engineering control ထဲမှာပါပါတယ်နောက်တစ်ခုကတော့အုပ်ချုပ်ရေးပိုင်းဆိုင်ရာ control လို့ခေါ်ပါတယ်အဲ့ဒါကတော့ sign board တွေတက်မယ်နောက်တစ်ခုကဘာလုပ်မလဲကျွန်တော်တို့တတိပေး sign board တွေပြောမယ်နောက်ပြီးတော့လူတွေကိုသိရှိအောင်နားလည်အောင်အခုကျွန်တော်တို့ရိုက်တဲ့ဗီဒီယိုအစီအစဉ်ဆိုတာလဲ administrative control ထဲမှာပါပါတယ်ကျွန်တော်တို့ရဲ့ဤပညာတွေနဲ့ပြောပြထားတဲ့အနေအထားတွေကိုចောင်းသားတွေဆရာမတွေအပြင်ကလူတွေကြည့်မိတဲ့လူတိုင်းဒီအသည့်တွေရသွားမယ်ဆိုရင်ဒါ administrative control ပါပြီးတော့မှအခုနောက်တစ်ပိုင်းကျွန်တော်ပြောမဲ့ personal protective equipment ဆိုတဲ့ကိစ္စပါ personal protective equipment လို့ငကိုတဲကကျွန်တော်တို့ကအဓိပ္ပာယ်ပေးထားတဲ့ဘာလဲ personal ဆိုတဲ့တယောက်ချင်းစီရဲ့တန်ဖိုးရှိတဲ့ဦးခေါင်းတွေတန်ဖိုးရှိတဲ့လက်တွေတန်ဖိုးရှိတဲ့ခြေထောက်တွေမျက်လုံးတွေအကြားအာရုံတွေမျက်စိတွေဒါတွေအကုန်လုံးကိုထိခိုက်မှုမရှိအောင်ကာကွယ်ပေးတာခေါင်းအတွက်အုတ်ထုတ်ဆောင်မယ်ခြေထောက်အတွက်ဖနက်စီးမယ်မျက်စိအတွက်မျက်မှန်အကာတက်မယ်မျက်မှန်နေမလုံလောက်သေးဘူးပါးတွေနှာခေါင်းတွေနှရွက်တွေထိနိုင်တာဖြစ်တဲ့အတွက် face shield ကာမယ်ဒါတွေအကုန်လုံးဒီ PPE ပါအဲ့တော့အဲ့ဒီ PPE ကိုကျွန်တော်တို့ကအလွယ်တကူလှုပ်ဆောင်လို့ရပါတယ် safety အသိပညာမရှိလဲဘာဖြစ်လို့လဲအလွယ်တကူပဲပြင်ပမှာဝယ်လို့ရနေတယ်ပန်ကိုလင်းတို့ဘာတို့မှကျွန်တော်တို့ကသွားပြီးတော့အုတ်ထုတ်လိုချင်တယ်အုတ်ထုတ်ဘယ်နှလုံးပေးပါနဲ့
နှစ်ချက်လိုချင်နှစ်ချက်ပေးပါမျက်မှန်လိုချင်မျက်မှန်ပေးပါသွားဝယ်ပြီးတော့တစ်ခါတည်းပဲ apply လုပ်လို့ရတယ်တစ်ခါတည်းပဲပေးပြီးတော့လုပ်သားတွေကျောင်းသားတွေဆရာမတွေဝန်ထမ်းတွေကိုပေးပြီးတော့လုပ်ကင်လို့ရတယ်ဖြစ်တဲ့အတွက်အလွယ်ကူဆုံးထိန်းချုပ်ကာကွယ်လို့ရတဲ့နည်းတစ်ခုပါအဲ့တော့အဲ့ထိန်းချုပ်ကာကွယ်လို့ရတဲ့နည်းတစ်ခုမှာကျွန်တော်တစ်ခုချင်းစီဒီနေရာကနေစပြီးတော့ပြောသွားပါမယ်အဲ့တော့တစ်ခုချင်းစီကိုလည်းကျွန်တော်တို့ကအပိုင်းလိုက်ကလေးတွေပြောသွားပေးမှာဖြစ်တဲ့အတွက်အုတ်ထုတ်အကြောင်းသိချင်းအုတ်ထုတ်အပိုင်းကြည့်နောက်ဖဏအကြောင်းကြည့်ချင်းရင်ဖဏအပိုင်းကြည့်ဆိုတာမျိုးလုပ်ကင်လို့ရပါတယ်အဲ့တော့ကျွန်တော် PPE ကိုဒီနေရာကနေစပြီးတော့ပြောပါမယ်ကျေးဇူးတင်ပါတယ်ဒီအပိုင်းမှာ